အားလုံးပဲမင်္ဂလာပါခင်ဗျာပရိသတ်အားလုံးကိုကျွန်တော်တို့ channel လေးကနေခဲအိုနဲ့ငါရဲ့အချစ်ဆိုတဲ့ဇလံကောင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ဇလံလေးမစခင်ကျွန်တော်တို့ channel လေးကို like and subscribe လေးပေးဖို့လည်းမမေ့ပါနဲ့ခင်ဗျာဘေးနားကမြင်ရတဲ့ notification ဘဲလေးလည်းနှိပ်ခဲ့ပေးပါဦးအားလုံးလုပ်ပြီးပြီဆိုရင်တော့ VPN လေးဖွင့်ပြီးနားဆင်ကြည့်လို့ရပါပြီခင်ဗျာဇလံလေးကဒီလိုပါကျမရဲ့နာမည်ကမြတ်နူပါအသက်ကတော့22နှစ်ပဲရှိပါသေးတယ်။ကျမတို့ရွာကအေယာဝတီတိုင်းတွေကရွာလေးတစ်ရွာမှာပါ။ကျမမှာအမတယောက်ရှိတယ်။နာမည်ကမအီအီတဲ့အမကြီးကကျမတက်4နှစ်ကြီးတယ်လေ။ပြီးတော့ကျမအမေဒေါ်တန်းတန်းကလည်းအဖေတည်ဆုံးပြီးတဲ့နောက်ပိုင်းမှာဦးအောင်သိန်းဆိုတဲ့သူနဲ့လက်ထပ်ပြန်တယ်။ကျမကသူ့ကိုပထွေလို့ခေါ်တယ်။ပထွေကစံဆက်ငယ်တစ်ခုနဲ့စီဆက်ငယ်တစ်ခုပိုင်ဆိုင်ထားတယ်။ကျမတို့အိမ်ကရွာမှာချမ်းသာတဲ့အိမ်စင်းဝင်တာပေါ့ဒါပေမဲ့ရွာမှာကျမတို့ထက်ပိုချမ်းသာတဲ့သူရှိတယ်အဲ့ဒါကကျမအမကြီးမအီအီရဲ့ခင်မဦးထွန်းအောင်ပါဦးထွန်းအောင်ကရွာရဲ့အချမ်းသာဆုံးလူတစ်ယောက်လေစမ်းဆက်ကြီးနှလုံးစီဆက်ကြီး3လုံးနဲ့လဲယာတွေလည်းအများကြီးပိုင်ဆိုင်ထားတယ်ရွာထဲမှာအိမ်ကြီးတစ်လုံးနဲ့မြို့ပေါ်မှာလည်းနောက်ထပ်အိမ်တစ်လုံးဆောက်ထားသေးတယ်သူ့ကိုရွာသားတွေကတော့တထေးကြီးလို့ခေါ်ကြတာပေါ့ဒါပေမဲ့ကျမတို့မိသားစုကရင်းနေတဲ့အတွက်ကျမကတော့သူ့ကိုခဲအိုလို့ပဲခေါ်ပါတယ်။ဘာလို့လဲဆိုတော့သူကကျမကိုငယ်ငယ်ကလေးကအရန်ချစ်တယ်လေ။ခဲအိုဆိုတဲ့အမည်ကလည်းနာမည်နဲ့လိုက်ပြီးချစ်စရာကောင်းတယ်မဟုတ်လား။ခဲအိုကလည်းအမကြီးကိုယူသွတ်အောင်ချစ်တယ်။မအီကရုပ်ရည်ကလည်းလှတယ်။စကားပြောလဲကောင်းအိမ်မှုကိစ္စတွေကိုလည်းကျွမ်းကျင်တယ်လေ။ခဲအိုကသူ့မှာရွှေလက်ကောက်ငကက်လဲဆွဲတွေအမြဲတမ်းဝယ်ပေးတယ်။ကျမတို့အိမ်ကိုလည်းမကြာခဏလာလေတယ်။အမေတော်တန်းတန်းကခဲအိုကိုသားကြီးလို့ခေါ်ပြီးကျမတို့အိမ်ရဲ့ကြောရိုးလို့တောင်တင်စားထားသေးတယ်။ပထွေးဦးအောင်သိန်းကလည်းခဲအိုနဲ့လုပ်ငန်းဘက်မှာလက်တွဲပြီးအကျိုးအမြတ်တွေခွဲယူတယ်လေ။ဒါဟာအားကျစရာကောင်းတဲ့မိသားစုပုံရိပ်ပါ။ဒါပေမဲ့တနေ့မှာတော့အရာရာဟာအပြည့်အစည်းကိုဥတီသွားတယ်ဆိုတာကျမနောက်မှသိခဲ့ရတော့တယ်။အဓိကကြောင်းရင်းကတော့ဧည့်သည်တော်တငယ်ချင်းတယောက်ကစားခဲ့တာပေါ့ကျမမှာငယ်တငယ်ချင်းတယောက်ရှိတယ်လေသူ့နာမည်ကမဆူဆူတဲ့သူငယ်တန်းကလေးကအတူတူကြောင်းတက်ခဲ့ကြတာဆူဆူကဆင်းရဲတဲ့မိသားစုကလာတယ်လေဒါပေမဲ့သူ့မှာထူးခြားတဲ့အရေးအချင်းတစ်ခုရှိတယ်ယောက်ျားရဲ့စိတ်ကိုဆွဲဆောင်နိုင်စွမ်းရှိတယ်ငယ်ငယ်ကလေးကသူပြောတဲ့စကားလုံးတိုင်းမှာအနှစ်သာရတွေရှိတယ်ရဲတဲ့အခါမျက်လုံးလေးတွေတစ်ဖြက်ဖြက်လင်းလက်လာတယ်ကျမကသူ့ကိုအကောင်းမြင်တယ်ငယ်တငယ်ချင်းဆိုတာဘဝရဲ့အဖိုးတန်ဆုံးရတနာလို့ကျမယုံကြည်ထားတယ်လေတနေ့မှာတော့မဆူဆူတယောက်ကျမတို့အိမ်ကိုအလဲရောက်လာခဲ့တယ်သူမြို့ပေါ်မှာအလုပ်လုပ်နေရင်အားလက်ရက်ရတာနဲ့ကျမစီလာလေတာလေကျမအယမ်းပျော်သွားတယ်ဆူဆူကြီးမင်းကိုငါတိတ်လွမ်းတယ်ထို့တော့ပြောပြီးပြေးဖတ်လိုက်တော့တယ်အမေတော်တန်းတန်းကလည်းဆူဆူကိုကြိုဆိုကြတယ်မဆူဆူနင်တို့တငယ်ချင်းချင်းချင်းပျော်ပျော်နေကြပါပထွေးဦးအောင်သိန်းကလည်းလက်ဖေးတောက်ဖို့ဖိတ်ခေါ်ပါတယ်ဒါပေမဲ့ကျမသတိမထားလိုက်မိတာကဆူဆူရဲ့မျက်လုံးတွေအိမ်ထဲကပစ္စည်းတွေကိုလှမ်းကြည့်ရင်တွက်ချက်နေတယ်ဆိုတာသူကျမတို့အိမ်ရဲ့အနေအထားကိုသိချင်နေတယ်လေနောက်တစ်နေ့မှာတော့ကျမကဆူဆူကိုခဲအိုအကြောင်းပြောပြတော့တယ်ဆူဆူငါအမကြီးယောက်ျားခဲအိုကရွာမှာအချမ်းသာဆုံးပဲသူ့စီမှာစံဆက်စီဆက်နဲ့လဲယာတွေအကုန်ရှိတယ်ပြီးတော့သူကငါ့ကိုတိတ်ချစ်တာအမကြီးအီးကလည်းအရန်သဘောကောင်းတယ်ဆူဆူရဲ့မျက်လုံးတွေလင်းလက်လာတော့တယ်တကယ်လားသူကဘလောက်ချမ်းသာတာလဲအေးရွာမှာတော့သူ့လောက်ချမ်းသာတဲ့လူမရှိဘူးလို့ပြောရမယ်ထို့တော့ကျမဖြေလိုက်ပြီးတော့အဲ့ဒီနေ့ညမှာပဲဆူဆူကမျက်နှာကြီးမနှက်ဖြန်မင်းရဲ့ခဲကိုကျမနဲ့မိတ်ဆက်ပေးပါလားထို့တော့တောင်းဆိုလာတော့တယ်ကျမမှာတော့ဘာမှမသိပဲအေးလီမိတ်ဆက်ပေးမှာပေါ့ထို့တော့ပြန်ဖြေလိုက်တော့နောက်တနေ့ညနေခင်းမှာတော့ခဲကိုတယောက်ကျမတို့အိမ်ကိုအမကြီးအီးကိုခေါ်ဖို့ရောက်လာခဲ့တော့တယ်။သူဝင်လာတာနဲ့ဆူဆူကအိမ်ရှိမှရက်ပြီးလှပစွာပြုံးပြနေခဲ့တော့တယ်။ခဲကိုမှာတော့ဆူဆူကိုမြင်သည်နဲ့ခဏတာရပ်တန့်သွားပြီ။ဒါကဘာတူလဲလို့မျက်နှိုးကိုမေးလာတော့တယ်။ခဲကိုဒါကျမရဲ့တငယ်ချင်းမဆူဆူပါ။ထို့တော့ပြော၍ကျမမိတ်ဆက်ပေးလိုက်တော့တယ်။ဆူဆူကရင်ကျေးစွာရှိခိုးပြီးကျွန်တော်ကိုဆူဆူလို့ပဲခေါ်ပါခင်ဗျာ။မျက်နှိုးကခဲကိုအကြောင်းအမြဲပြောပြလို့တိတ်တွေ့ချင်နေတာခဲကိုကတော့တိတ်အလေးမထားပဲမျက်နှိုးရဲ့တငယ်ချင်းဆိုတော့ငါတငယ်ချင်းပါပဲ
ထိုတို့ပြောပြီးအိမ်ထဲဝင်သွားတော့ဒါပေမဲ့ဆွဆွမှာတော့လက်မလျှော့ဘူးသူကျမအိမ်မှာတပတ်လောက်ဆက်နေခဲ့တော့တယ်နေတိုင်းခဲအိုလာခြင်းကိုစောင့်နေခဲ့တော့တယ်ခဲအိုကိုလက်ဖက်တုပ်ကြွေတယ်စကားစမိပြောတယ်အမကြီးအီးကမရှိတဲ့အချိန်တွေကိုရွေးထားတယ်လေအမကြီးကဘာမှမသိရှာဘူးသူကယုံကြည်တတ်တယ်ဆွဆွကငယ်တငယ်ချင်းဆိုတော့သဘောကောင်းတာပေါ်လို့တောင်ပြောသေးတယ်ကျမကတော့တခုခုမှားနေတယ်လို့ခံစားမိတယ်ဒါပေမဲ့ဆွဆွကမျက်နှိုးရည်မင်းငါ့ကိုမယုံဘူးလားငါကမင်းမိသားစုကိုဘာအန်ဒီရဲမှမလုပ်ပါဘူးထို့တို့ပြောလာတော့ကျမအတန်နေတိတ်သွားတော့3 ရက်လောက်ကြာတဲ့အခါမှာတော့ခဲအိုရဲ့အပြုတ်အမူတွေပြောင်းလဲလာခဲ့တော့တယ်သူဆွဆွကိုရှောင်တာမဟုတ်ပဲသူ့ဘာသာသူစကားလာပြောတတ်တော့တယ်ဒီနေ့မှကျမမြင်လိုက်ရတယ်ခဲအိုကဆွဆွရဲ့လက်ကိုကန်ပြီးတခုခုကိုပြောနေတော့တယ်နှစ်ယောက်စလုံးရေမောနေကြတယ်ကျမရဲ့ရင်ထဲမှာတော့တခုခုဖြစ်လာမလို့လေးလံလာတော့တယ်အဲ့ဒီညမှာပဲအမကြီးအီအီကငိုနေတော့တယ်နင်တို့ခဲအိုကငါ့ကိုမကြိုက်တော့ဘူးထင်တယ်သူမကြာခဏဆွဆွနဲ့စကားပြောနေတယ်ကျမဆွဆွကိုသွားမေးကြည့်လိုက်တော့မင်းခဲအိုနဲ့ဘာတွေပြောနေတာလဲဆွဆွမှမျက်လုံးလေးပြူပြီးဘာမှမပြောပါဘူးသူကသူ့လုပ်ငန်းအကြောင်းပြောပြနေတာမင်းစိတ်မပူပါနဲ့ဒါပေမဲ့ကျမမယုံတော့ဘူးဆွဆွရဲ့မျက်လုံးထဲမှာအမကြီးကိုတနာတဲ့အရေးအမွတ်တောင်မရှိဘူးလေအဲ့ဒီအခါမှာကျမသတိရလိုက်မိတယ်ဆွဆွကတငယ်ချင်းစစ်မဟုတ်တော့ဘူးဆိုတာပါပဲနှစ်ပတ်အတွင်းမှာပဲအမကြီးအီနဲ့ခဲအိုချာမှာတိုက်ပွဲတွေဖြစ်လာခဲ့တော့တယ်ခဲအိုတယောက်တညနေတွင်ဆွဆွနဲ့အတူရုပ်ရှင်သွားကြည့်တာကိုအမကြီးအီကတွေးလိုက်တော့တယ်ထို့တို့တွေးလိုက်သည့်အခါအော်ငိုရင်အိမ်ပြန်လာခဲ့တော့တယ်ကျမကတော့ဆွဆွကိုအိမ်ကနေထွက်သွားဖို့ပြောခဲ့တော့တယ်နင်ဒီအိမ်ကနေထွက်သွားပါငါအမကိုနာကျင်အောင်လုပ်ရင်ငါမင်းကိုခွင့်မလွတ်ဘူးနော်ဆွဆွမှပြုံးပြပြီးမျက်နှိုးမင်းနားမလဲပါဘူးခဲအိုကငါ့ကိုသဘောကျနေတာငါဘာမှအတင်းမလုပ်ဘူးနောက်တစ်နေ့မှာတော့ခဲအိုကျမတို့အိမ်ကိုရောက်လာခဲ့တော့တယ်သူမျက်နာကတော့တင်းမာနေတော့တယ်အမကြီးအီးကိုတီးတန့်ခေါ်ပြီးစကားပြောတယ်ကျမတကားနားမှာခိုးနားထောင်နေမိတော့တယ်ထိုအချိန်ခဲအိုမှာအီငါတို့လမ်းခွဲကြဆိုမင်းကငါ့ကိုနားမလဲဘူးငါဆွဆွကိုလက်ထပ်မဲတယ်အမကြီးအီးမှာကျမမချားဘူးတဲ့အတန်တွေနဲ့အော်ငိုတော့တယ်ငါမင်းအတွက်ဘာတွေစွန့်လွတ်ခဲ့လဲတီလားငါဘဝတစ်ခုလုံးမင်းအတွက်မြုပ်နှံခဲ့တာခဲအိုကဘာမှမတုံ့ပြန်ဘူးငါမင်းကိုရော်ချပေးမယ်ပိုင်ဆိုင်မှုတွေခွဲလိုက်မယ်တဲ့အဲ့ဒီညမှာပဲအမကြီးရဲ့မျက်နှာမှာမိအိမ်လိုဖြူဘက်ဖြူရောဖြစ်သွားတော့တယ်ကျမသူ့ကိုဖတ်ထားရင်အမကြီးငါရှိတယ်လို့အားပေးနေမိတော့တယ်ခဲအိုကတော့အမကြီးကိုရွှေတွေငွေတွေမြေခွက်တစ်ခွက်နဲ့ကားတစ်စီးပေးခဲ့တော့တယ်ဒါပေမဲ့ဆန်ဆက်စီဆက်လေယာအများစုကိုတော့သူ့ဘာသာသူတင်ဆဲသွားတော့တယ်အမကြီးကစိတ်မချမ်းမြေပဲလက်ခံလိုက်ရတော့တယ်ဆွဆွကတော့ခဲအိုအိမ်ကိုပြောင်းရွှေ့သွားတော့တယ်ရွာသူရွာသားတွေကတော့အာဃာတစိတ်တွေထားသွားတော့တယ်မအီအီကိုဒီလိုလုပ်တာမတရားဘူးလို့ပြောကြတယ်ဒါပေမဲ့ခဲအိုကဂိမ်းမဆိုင်ဘူးလေဆွဆွကသူ့ကိုမူးယစ်ဆေးလိုမျိုးထိန်းချုပ်ထားတာမဟုတ်လားကျမနောက်ဆုံးအချိန်ဆွဆွကိုတွားတွေ့တယ်မင်းငါအမကိုဖျက်ဆီးပြီးပျော်နေလားလို့မေးလိုက်တော့တယ်ဆွဆွကရေမောရင်ဖျက်ဆီးတယ်လို့တော့မခေါ်ပါနဲ့ငါမှဘဝအဆင့်တန်းကိုမြင့်တင်ပိုင်ခွင့်ရှိတယ်မင်းအမကထိုက်တန်တာရယူလိုက်ပြီပဲတဲ့ဒါကတော့ကျမဘဝမှာဆွဆွကိုနောက်ဆုံးမြင်ရတဲ့နေ့ပါပဲဆွဆွတယောက်ခဲအိုအိမ်ကိုရောက်သွားခဲ့တော့တယ်အစပိုင်းမှာအားလုံးအဆင်ပြေနေခဲ့ပါတယ်ခဲအိုကသူ့ကိုရွှေတွေပတ်စံတွေကားအသစ်တွေဝယ်ပေးတယ်လေဆွဆွကရွာမှာမဲတတိမာလို့နာမည်ကြီးသွားတော့တယ်ဒါပေမဲ့မကြခင်မှာဆွဆွရဲ့ပင်ကိုဇရိုက်တွေပေါ်လာတော့တာပါပဲသူကလောင်းကစားကိုအယမ်းမမောတယ်လေဘဲဥပုံခွဲတာဖဲရိုက်တာအကုန်လုပ်တယ်လေနေတိုင်းအိမ်မှာလူစုလူဝေးနဲ့လောင်းကစားလုပ်တယ်ခဲအိုကအစပိုင်းမှာတားခဲ့ပြီမယ်ဆွဆွကမင်းငါ့ကိုမချစ်ဘူးလားလို့ပြောပြီးဆိုတယ်ခဲအိုကသူ့အပေါ်အသေးဆွဲနေတော့ဘာမှမပြောရဘူးလေလားတွေနဲ့ချီပြီးဆွဆွလောင်းကစားလုပ်တယ်ညကိုကြက်သိန်းရာချီပြီးရှုံးခဲ့တယ်ခဲအိုရဲ့စံဆက်တွေရောင်းရတယ်စီဆက်တွေလည်းရောင်းခဲ့ရတယ်လေယာတွေပေါင်စားရတယ်ခဲအိုကတော့ဆွဆွငါတို့ဘွားတော့ပြတ်တော့မယ်လို့ပြောတယ်ဆွဆွကလုံးဝဂီးမဆိုင်ဘူးသူကအရက်လဲတောက်တယ်ဒီနေ့မှာတော့ခဲအိုအိမ်ကိုငွေကြေးအရာရှိတွေရောက်လာခဲ့တော့တယ်ခဲအိုအကျွေးတွေနဲ့အကျွေးပေါင်တွေနဲ့မဆက်နိုင်တော့ဘူးအိမ်ကြီးကိုတင်လိုက်တော့တယ်ကြံတဲ့ပစ္စည်းတွေကိုလည်းအကုန်တင်လိုက်တော့တယ်ခဲအိုနဲ့ဆွဆွလမ်းပေါ်ရောက်သွားခဲ့တော့တယ်
ရွာသူရွာသားတွေကတော့နားအေးတာပဲဒါဟာသူ့အလုပ်ရဲ့အကျိုးဆက်လို့ပြောကြတယ်ကျမတို့အိမ်ကိုခဲအိုရောက်လာခဲ့တယ်သူမျက်နှာမှာတခါမှမမြင်ဘူးတဲ့ပုံစံပိန်လီပြီးအဝတ်အစားတွေစုပ်ပြဲနေတော့တယ်မျက်နှာငါအမားကြီးလုံးမိတယ်လို့ပြောပြီးမျက်ရည်တွေကျလာတော့တယ်အမားကြီးအီးကတော့အခန်းထဲကထွက်မလာခဲ့တော့သူခဲအိုကိုမြင်ဒုက္ခရောက်မှာကျမလက်ဖက်ရည်တစ်ခွက်လုပ်ပေးလိုက်တယ်ခဲအိုစွစွရောလို့မေးလိုက်တော့တယ်ခဲအိုကခေါင်းကုန်ပြီးသူငါ့ကိုစွန့်ပစ်သွားပြီမြို့ပေါ်ကလောင်ကစားသမားတယောက်နဲ့ထွက်ပြေးသွားတယ်တဲ့ကျမဘာမှမပြောတတ်တော့ဘူးရင်ထဲမှာဝမ်းနေတယ်လို့ကြေနဲ့တယ်လို့ခဲအိုရောက်တာသူ့အမားပဲလေဒါပေမဲ့သူ့ကိုမြင်ရတာတနာစရာတခုပါနောက်ရက်တွေမှာတော့စွစွကိုမြို့ပေါ်မှာတွေ့တယ်လို့သတင်းကြားရတော့တယ်သူရဲ့လှပမှုတွေဘယ်မှမကျန်တော့ဘူးတခါကတငယ်ချင်းကောင်လို့ထင်ခဲ့တာအခုတော့တခါသုံးပကံလို့ပြစ်ပယ်ခံရတော့တယ်ကျမသွားမကြည့်ဖြစ်ခဲ့ဘူးကျမရဲ့စိတ်ထဲမှာဒါဟာသူ့ရဲ့အကျိုးဆက်ပဲလို့အေးအေးဆေးဆေးတွေးနေမိတော့တယ်တနေ့လောက်ကြာတဲ့အချိန်မှာတော့အမကြီးအီသူ့ဘဝကိုပြန်တီဆောက်နိုင်ခဲ့တယ်သူခဲကိုပေးခဲ့တဲ့မြေခွက်ဒီပေါ်မှာလက်ဖေးဆိုင်လေးဖွင့်တယ်ကျမနဲ့ပထွေဦးအောင်သိန်းအမေဒေါ်တန်းတန်းတို့ကကူညီကြတယ်အမကြီးတယောက်တဖြည်းဖြည်းနဲ့ပြန်ပြုံးလာနိုင်တော့တယ်ခဲကိုကတော့ရွာထဲမှာငားရမ်းနေရတယ်သူတနေ့ကျရင်ပြန်ကောင်းလာမယ်လို့မျှော်လင့်နေတယ်ကျမတို့မိသားစုကသူ့ကိုလက်မခံပေမဲ့ကူညီမိတော့တာပါပဲကျမဒီဖြစ်ရက်ကနေသင်ခန်းစာတစ်ခုရခဲ့တယ်တငယ်ချင်းဆိုတာစမ်းတက်ချိန်မှာပေါ်တယ်စုစုကငငယ်ကလေးကကျမရဲ့ဘေးနားမှာရှိနေပေမဲ့အချိန်ရောက်တဲ့အခါသူ့ရဲ့လောဘကသူ့ကိုလွှမ်းမိုးသွားတယ်လေငွေနဲ့ပစ္စည်းကဘဝရဲ့အနှစ်သာရမဟုတ်ဘူးခဲအိုမှာရွှေတွေငွေတွေရှိပေမဲ့အဲ့ဓာတွေကသူ့ကိုအစစ်အမှန်ပျော်ရွှင်မှုပေးနိုင်မှုသူဟာမှားယွင်းတဲ့အချက်ကိုရွေးချယ်လိုက်တယ်အမှားလုံးမိရင်စင်ချင်မပေးပါနဲ့ကိုလုံးမိတဲ့အမှားအတွက်တာဝန်ယူတတ်ဖို့လိုတယ်ကျမရဲ့ဘဝမှာစွစွလိုလူတွေထပ်မပေါ်လာဖို့ကျမသတိထားပါမယ်တငယ်ချင်းစစ်ဆိုတာခက်ခဲတဲ့အချိန်မှာဘေးမှာရက်တီပေးတဲ့သူပါအမကြီးအီးရဲ့အနာဂတ်ဟာတောက်ပနေတယ်ခဲအိုကလည်းသူ့အမားကိုတီးသွားပြီဆိုတော့တနေ့ပြန်ကောင်းလာလိမ့်မယ်လို့ကျမယုံကြည်တယ်လေဒါကတော့ကျမရဲ့ခဲအိုနဲ့တငယ်ချင်းအကြောင်းဇာတ်လမ်းလေးပါခင်ဗျာကျွန်တော်ရဲ့ဇာတ်လမ်းလေးကိုအားပေးနေကြတော့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်နေ့များမှာလည်းဒီထက်ကောင်းတဲ့ဇာတ်လမ်းများကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ဇာတ်လမ်းလေးကိုစောင့်မျှော်လို့အားပေးကြပါအောင်ခင်ဗျာ